ငါတို့အမီးမီပြီးတယ်ဆိုတော့တိုက်ခိုက်မယ်ကွာတော့လာခဲ့စမ်းလို့ငါကွန်ပျူတာလာအေးတွေ့တယ်လာတွေ့တယ်လာဒီရကဲအားလုံးမင်္ဂလာပါကျွန်တော်နေ့ပုံမှာကျွန်တော် Welcome Firestone ဆိုတဲ့ game လေးဆော့ပြပါမယ်နော်ကျွန်တော်အများကြီးပြောဆော့တာ KD ကိုပြီးတော့ achievement ကိုလည်း show ကြည့်ကဲ brother မြင်နေမယ်နော်ကျွန်တော်ရဲ့ game တစ်ခု brother မြင်ပြီးတယ်ဒီမှာတော့ Team Deathmatch နဲ့ Ultimate Conquest ရှိဒီမှာတော့ Team Deathmatch ကိုဆော့တယ်ရဲနော်ဝင်သွားပြီ Let's go ကဲငါတို့ကတော့အင်္ဂလန်ကွာငါတို့ကအင်္ဂလန်ဟိုဘက်တင်းရပါလဲမသိအေးတွေ့တယ်လာခေါင်းနဲ့ပြီးပြီလာအေးလေးအော်ဒီအားရအဲ့တော့ကျွန်တော် graphic ချိန်လာပြမယ်အော်ကျွန်တော်မရပါဘူးကဲတော်သေးရတော့ကျန်တဲ့ဟာတော့ကုန်ရပါအော်โอเคပြန်စပုံးလာရဒီနေ့တော်တော် graphic မိုက်တယ်ကျွန်တော်ဗာလဲဒါ mask နဲ့တော့ဆော့တာဒါပေမဲ့ graphic ကအားဆောင်မရတေးတာလားကျွန်တော်တရားဒါကလည်းကြည့်နော်ကြောက်ရော့မှာဗာလဲမသိရမူလာတော့မဟုတ်ပါဘူးဗာလဲကျွန်တော်ဆော့တာဒီကိကျွန်တော်ဗာလဲမှမသိသေးဘူးဒီပုံးနေဟာသေးပြန်ကွာတော်ပြီဒီတော့တနက်ပြောင်းပြည့်ပြလာမင်းကောင်းနေလာခဲ့ကြတာတီးမှာအကုန်တီးထုံအေးအရှိမဗာလဲမှတွေ့နေရတယ်ဒီကကောင်းငါမရဘူးကဒီဘွားတက်ကအေးညာကြီးသုံးအောင်တော့ကောင်းရတကောင်းတော့ရပြည့်တယ်1ဒီစနေနေ့โอเคနောက်ကောတေးတော့ Oh my god ဒီကပြစ်မယ်လားပြောတာဟာသွေး20ပဲရှိတော့တယ်သေးပြီသေပြန်ပြီကွာတော်ပြီဒီကစနိုက်ပါရိုးပဲလို့ဟုတ်လားစနိုက်ပါနဲ့ပြစ်မယ်လားဒီကောင်လည်းကောင်းမှပွင့်တော့လားအေးတော့ဟိုလွယ်တယ်ကောင်းတော်သေးပြစ်တာဟာအဲ့ကောင်ထောင်းဒီတောင်ကုန်းပေါ်တွေပဲတက်ပြစ်တော့ကွာဒီလိုတက်ပြစ်စင်ပြီးစနိုက်ပါနဲ့အေးသေပြီသေပြီ Oh my god သွေးကိုရှိုးတော့အေးသူရဲ့ချက်ကားရသွားတာဟာအသေးပြန်ပြီကွာကျေးဇူးတင်ပါတယ်လို့တော်ကျွန်တော်ရှောက်ဆော့တာတော့ဒီအဒီဆော့ရုပ်ဒီအဒီဆော့ဟာလာမင်းတို့ဒီအဒီလာအော်ကွာလွယ်တယ်တကောင်အမဟက်ရှော့တွေ့ပြီလားကျွန်တော်ပြေးတွေ့ရနှစ်ချက်အမနှစ်ချက်ပေါ့နှစ်ကောင်ပြောတာလာခက်ပြလောကြီးနဲ့ရင်စင်းလာပြီစကိုင်ပါကြီးကတိတ်သေးသေးဟာလွယ်တယ်ဟာတော်ပြစ်စတူခဏပြောင်းလိုက်ပါရလီးကဆိုဟာလွယ်တယ်ရောက်ရေးဟာချက်ပါမတီးတာလွယ်တယ်ရောက်တကယ်မတီးတာဒီကောင်ဟာရောက်ဘလို့ကောင်းလဲလေရဟောတော်ပြီလက်ပြုံမကျွေးရတော့ရောက်ဘိုင်ဘိုင်အေးအဲ့ဒါလည်းတေဦးမှာပဲအေးတော့နောက်ကောင်ဟာတော့ကွာဘာနဲ့ပြစ်တာလဲလို့တော့ကလည်းပြစ်မယ်ပွဲပြီးတော့ပဲဟာကိုကကြည့်နေနိုင်ငါတို့သင်းနိုင်နေအဲ့ဒါငါတို့ပြောလို့မရဘူးကွာငါမှပဲကွာအနီမီသင်းနေရရှော်ကစောက်တော့လွယ်ဒီပေါ်တက်ဟာရဲနိုင်တော့10စက္ကန့်ပဲရောက်တယ်5စက္ကန့်ပဲကိုယ်စီရတော်မိုက်နေတာဒီလိုတော့ကြိုက်ဖုံးမကောင်းတဲ့လူတွေစီးပဲဆော်ရနိုင်ငါတို့သိနိုင်သွားပြီ yeah victory ကဲနိုင်သွားပြီဟေးဒီအမူရမယ်တော့မသိကျွန်တော်တော့မရတော့ဘူးတေးတာနေတာတေးရအောင်တော်သေးရပါအချိမှန်လေးပွင့်သွားရင်နောက်ဆုံးတော့ရှိုးကြည့်လိုက်တော့နံပါတ်4မှာတေးတာ9ကတဲ့ Ultimate Conquest လေးပဲစော့ကြည့်ရတီးရတာဒီဘွဲအလန်လူရမှာဟာဘယ်လိုလေးကျွန်တော်တို့အလန်နေလူရမှာအေးရောက်လာရောက်ထစ်လိုက်တာကိုရှိုးစက်ခုံးနဲ့ပေရလေး100ကျော်ကြီးရောက်ရေးကျွန်တော်အဆင်မပြေဘူးတော့ဘာသာလည်းကြည့်ရသိမထင်ကြတော့ကျွန်တော်ဗာလေ video quality တွေဗာပြချိရလို့အဲ့ကြောင့်သိမထင်ကျွန်တော်ကတော်တော်ထင်နေအေးစောရတာဒီဘုံညာကြီးပဲကျွန်တော်ဟိုမှာလိုင်းမင်းနေဒီစကောင်သွားသိမ်းပါမယ်နော်တော့သွားမယ်ဟေးသွားမရအဲ့လိုသိမသားနေဘူးကကြေးရရမှာမှတ်ပြီလားရှော့တင်ရောတေးပြီရောတေးပြန်ပြီစနိုက်ပါပဲတိုက်ပဲကွာစနိုက်ပါပဲတိုက်တော့စနိုက်ပါပဲကောင်းတယ်စနိုက်ပါလည်းနီးရကြမလိုက်ဘူးဘိုးရလမ်းပြရရှေ့
အေးမတကောင်းလို့တေးဦးလားလို့ဒီလောက်လီးကပြစ်တာတော့မသေးဘူးလားလို့ခါတယ်တော့တဲတော့ဆွဲရစတိုင်ပိုင်းနဲ့မမမျိုးဟိုးတေးရောက်ရေးနောက်ကဘိုးကြီးတင်ကားဝယ်လို့ရဟာပတ်စံမရှိတင်ကား1000ဟာကွိုင်း1000ငါမှကွိုင်း300ကျော်ပဲရှိတယ်လို့တင်ကားနဲ့ဆိုတော်တော်မိုက်မှာမင်းတက်ပြရအောင်ရှယ်ကြီးပဲကွိုင်းလေးစုကြည့်လာလောက်ရအောင်လည်းဖြစ်လိုက်တော့ကွာ graphic ချအောင်ဟာ what the fuck ထွက်ပြီးသွားပြီဟာတွားပြီပေါ့ကွာထွက်မိသွားပြီပြန်စောရတော့မယ်လို့အေးရောခုနပွဲမဟုတ်လားဟိုတော်သေးရပေါ့ခုနပွဲပြန်စောရလို့ရောက်ရေးကန်ကောင်းတော်သေးရပေါ့ graphic ပြန်လုံးမယ်ကွာတော်တော်ကြီးကိုထစ်နေတယ်ဘလို့ကြီးလေ frame limit က120တင်ရမယ်120ကို60တော့မရဘူးတော်ထစ်တာပဲလို့ frame limit ချလိုက်အောင်လားမသိဒါကို max ပဲထားရတော့ငါမထူးထစ်နေတာပဲဆိုတင်လိုက်တာပူကောင်းပါတို့ဖြစ်တာတော့ဘိုက်ပါငါ့ဘွယ်ကြောမထိဘူးတော့လုံးအသေးပြန်ပြီကွာစကားများနေမင်းတို့ကောင်းနေပါတကယ်ပြစ်တော့နော်တွင်းထဲမှာပုံးနေအေးဟုတ်ပြီတွေ့ဤစကောင်တော့ပဲအဲ့မှာ enemy ရရှိမှာတေးကြပါဝယ်တေးရတခါတော့မဟဲ့လားလာတင်ကားချက်တွေရှိတယ်ဟာဒီမှာတကူပေါင်းတင်ကား3နိုင်ပုံတေးပြီလားဘယ်တော့တေးပြီလားရောက်လာငါအင်းစကေးလေရှိုးဟေးတကောင်းမှမထိတာအော်ကြော်ကြပါတယ်တဲ့ရဲအောက်ကသွားပို့ဝင်လာအောင်အဲ့ရောက်အေးငါကောင်တေးသွားရဘေးမှာနေငါဒီရက်ခဏဝင်သွားရငါကလည်းခဏနေသွားရငါကြီးကုန်သွားတယ်တဲ့အေးတောက်ရေးဆိုကြီးကုန်ပြီလို့တော်တော်လဲတာတော့တနက်နဲ့ပိုးစင်းပြီကဲငါဒီအလောင်းတက်သိန်းကဤလာဘလို့တက်သိန်းရမှာလဲလို့ငါတက်လို့မရတာဒီဘောအော်တိုသိန်းမင်းနေတယ်ကျွန်တော်ဒီနားရဲရတာနဲ့ကျွန်တော်တို့အလံအရာအပြောင်းရဖို့ပါโอเคခဏလေးအေးအောင်ငါဒီမှာအလံတော့မသိရသေးဘူးလို့အေးဘီပဲသွားသေးတော့ဟုတ်ပြီကျွန်တော်တို့အလံတစ်ခုပဲရတာဒီအလံလေးပဲရတာဒါ A B C E ရသူရတွေဟာဖြစ်ရောက်ရင်ဒီပါကုန်ပြီလားဟာဒီပါကုန်ပြီဟာအေးငါဘီယူသိမ်းလိုက်ဘီယူမြန်သိမ်းမရအဲ့လန်တစ်ခုတော့ပြန်ယူနိုင်မှရမှာရောက်နေငါကြောအကြာကြီးမတက်ရနေတယ်စင်မပြေဘူးကြာကြီးမတက်ရငါခုနတီးသွားတယ်ဟုတ်ကဲ့လိုက်ကြည့်အော်တေးပြန်ပြီရေတကောင်ဝိုင်းရိုက်တာဟာရောက်ရေးဒီပွဲကျွန်တော်တို့လုံးဝမတဘူးလို့ရှိုးလိုက်ရောကေးပါလောက်လဲ400ကျော်လဲ900ကျော်ကျွန်တော်ဘောကလည်းထည့်နေတာအဲ့ဒီအဖီက20တဲ့ကွာဘယ်လိုစောလို့ရပါလဲဖိလေးပဲ30လောက်ပါသေးတယ်ဒီဘောကပို့သွားလိုက်တော့ဒီကတူသွားသေးတော့ကွာရောက်ရေးဒီကောင်တကယ်ပြစ်တာဟာစနိုက်ပါကြီးရစေးမပြေဘူးဆက်သက်ပဲချိန်ကြရတော့ဒီကရုံကျွန်းနဲ့သွားလဲတေးအောင်ပါပဲပေါ်တော့သွားလဲတေးမယ်အောက်ကပဲသွားတော့ထားရတော့ဒီဝက်ကြောင့်မနိုင်တော့ထင်တယ်ဟိုကောင်လေးရှိုးကေး800 900တောင်ပြေးတော့မယ်တို့တို့က400ကျော်တိုက်ပတ်ကေဟိုဘက်ကဒီဝဲသွားသိမ်းတယ်အဲ့ရောက်အေးတန်စုကျိုးနဲ့ညှိနေပါတယ်လို့ရေးကြောင်းဆိုမှရဲငါတို့ဘီလန်တော့ပြန်ရပြီရောက်နေမင်းတို့ကေးတယ်ပြီးရှုံးတော့ပါနော်ရောက်နေရှုံးတော့မယ်နော်ကေမြန်သွားငါကောင်အေးမင်းပြေးရနေတယ်ဟာတော်လေးသွားပါအဲ့လိုသိရှုံးတော့မယ်ဟိုဘက်က1000ဆိုရှုံးပြီ frame limit တော့60ချထားလိုက်တာပဲဒါပေမဲ့လည်းထစ်နေတော့မယ်စောရတာထစ်နေတော့မယ်20တော့19နဲ့ပဲတေးကားရောက်ရေးသဖတေးကားenemy ဘက်က oh my god အိုးငါလည်းပြည့်လေရောက်ရေးတေးရောက်ရေးအိုးရှုံးပါလေတေးကားကြီးလေးပါလာတော့ငါဘယ်လိုလုပ်ရတာပါလဲလို့စတေးကားကြီးတောက်ချောက်ဆွဲတာဒီ fee ပဲဖြစ်ပါလေဒီလဲရတော့ဒါလေးပဲရပါဒါတော့ကျွန်တော်ရနေရအချီးမှန်ပါနော်။ပြောရင်ပိုတော်စိုးကအဆင့်6တယ်ငါးကောင်က။ကဲကျွန်တော်ဘူဂျိုလောက်ပဲဗျာ။ဆုံးနေကြည့်ရှုပေးကြတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ဘူဂျိုလေးကိုကြားရဆိုတော့ channel လေးကို like and subscribe လေးနဲ့ကူညီသွားလိုက်ရပါတယ်။စောစီ channel ကလေးရှေ့တော့ comment မှာယူပါလိုက်ရပါတယ်။